အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဒီဇင်ဘာလ22ရက်နေ့ကနေ29ရက်နေ့အထိတပတ်တာအတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါမယ်ရှင်ခရစ်စမတ်ပွဲတော်ပိတ်ရက်တွေအတွင်းခီးသွားလာကြမယ့်သူတွေအတွက်အထူးခန့်မှန်းပြောပြသွားမှာပါဒီတပတ်မှာတော့ရာသီဥတုအခြေအနေဟာမြန်မာနိုင်ငံတဝန်စတိုင်းဆိုသလိုအပူချိန်တွေအနေငယ်ကျဆင်းနေမှာဖြစ်ပြီးရာသီဥတုသားရနေမှာဖြစ်ပါရဲ့ရှင်ဒါကြောင့်ဒီဇင်ဘာလခီးသွားရသည့်အားလျက်တွေမှာမြန်မာပြည်အနှံ့ပြားကိုအလေပတ်သွားကြမယ့်မိဘပြည်သူတွေအနေနဲ့တပြည်လုံးတိုင်းတာနေတာရအေးမြရာသီဥတုကိုကြုံတွေ့ရမှာပါရှင်။ဒါပေမဲ့ရှမ်းပြည်ဘက်ကတောက်ပေါ်မျိုးတွေကိုသွားမယ့်သူတွေကတော့မနက်ပိုင်းမြူဆိုင်နာနဲ့အေးတန်းကိုပို့ပြီးတတိထားရမယ့်အခြေအနေရှိနေပါတယ်။တောက်ကြီးကလော်အင်းလေးနဲ့ပကံညာဦးတို့လိုအထင်ကရခီးစဉ်ဒေသတွေကိုသွားရောက်မယ့်သူတွေအတွက်အပူချိန်အတက်ကြတွေကိုအသေးစိတ်ပြောပြပေးပါမယ်ရှင်။တောက်ကြီးအင်းလေးပင်တရကလောနဲ့ပြည်ဦးလင်ခီးစဉ်သွားမယ့်သူတွေအနေနဲ့နေပူချိန်ဟာ20ဒီဂရီဆယ်စီယပ်ကျော်ခန့်သာရှိမှာဖြစ်ပြီးညပူချိန်တွေကတော့10ဒီဂရီဝန်းကျင်သာရှိနိုင်တာကြောင့်အလွန်အေးမြနေမှာဖြစ်ပါတယ်။အဲ့ဒီဒေသတွေမှာဒီတစ်ပတ်တွင်တိမ်နေငယ်ကနေတိမ်တင်းသာဖြစ်ထွန်းနိုင်ဖို့ရှိပြီးနေရောက်ကြီးတစ်နေ့ကို8နာရီလောက်ရနိုင်ပါတယ်။ဒါကြောင့်နေ့ဘက်မှာအပြင်ထွက်လေပတ်တာလက်ပေါ်ရိုက်တာမျိုးတွေအတွက်အလွန်ကောင်းမှုနဲ့အနေထားမှရှိနေပါရှင်။ဒါပေမဲ့တောက်ပေါ်ဒေသတွေမှာတော့လေထုတွေကအဆိုတဲ့ကြောင့်မနက်စောစောပိုင်းမှာမြူတွေဆိုင်နေတတာမလို့ကားမောင်းတဲ့အခါမြင်ကွင်းမကြည့်လင်တာမျိုးကိုတော့သတိထားဖို့လိုပါလိမ့်မယ်ရှင်။နောက်တစ်နေရာကတော့အပူပိုင်းဒေသခီးစဉ်တွေပါ။မန္တလေးစကိုင်းမုံရွာပကံညာဦးမကွေးနဲ့မင်းဘူးခီးစဉ်တွေတာယာမဲ့သူတွေအနေနဲ့နေ့ကင်ဘက်မှာနေပူချိန်30ဒီဂရီဆယ်စီယပ်နီးပါးရှိနိုင်တာကြောင့်ပူအိုက်နိုင်ပါတယ်။ညဘက်မှာတော့15ဒီဂရီဆယ်စီယပ်ထိညပူချိန်တွေကျဆင်းနိုင်ပြီးအနေငယ်အေးမြရဲ့တန်းကိုခန်းစားရနိုင်မှာဖြစ်ပါရှင်။ဒါအပြင်ပုတ်ပါတောက်ကလနဲ့ကြိုက်ထီယိုစေတီတို့လိုတောင်ပေါ်ဖျားဖူးသွားမဲ့သူတွေအနေနဲ့ကတော့အနှွေးတွေစောင်းတွေတပါးလေးယူဆောင်သွားဖို့လိုပါလိမ့်မယ်နော်။ပုတ်ပါမှာဆိုရင်ဒီတစ်ပတ်တွင်ညပူချိန်ဟာ17ဒီဂရီဆယ်စီယပ်ဝန်းကျင်ရှိနေမှာဖြစ်ပြီးဆန်တော်ရှင်ကြိုက်ထီယိုစေတီမှာတော့17ဒီဂရီဆယ်စီယပ်ထိညပူချိန်တွေကျဆင်းနိုင်ပါတယ်။တောက်ပေါ်မှာညအေးကြမယ်ဆိုရင်တော့ဒီထက်ပိုပြီးညပူချိန်တွေရောကျနိုင်မှာဖြစ်ပါရှင်။မြန်မာပြည်အောက်ပိုင်းကိုသွားမယ်ဆိုရင်တော့ရန်ကုန်ဘကိုဖန်နဲ့မော်လမြိုင်တို့လိုဒေသတွေမှာ30ကနေ31ဒီဂရီဆယ်စီယပ်တွင်ရှိနေတာကြောင့်အလေပတ်သွားဖို့အတော်လေးအဆင်ပြေနေမှာပါဒီဒေသတွေရဲ့ညပူချိန်တွေကလည်း20ဒီဂရီဆယ်စီယပ်ဝန်းကျင်သာကျဆင်းနိုင်တာကြောင့်စိုးရိမ်စရာမရှိဘဲခရီးသွားတွေအတွက်တတသက်သာရှိမယ့်အနေအထားမှာဖြစ်နေပါရဲ့ရှင်ဆောင်ရသည့်အေးတန်းကိုကြောက်လို့ကံကြည့်ဒေသတွေကိုသွားလို့ဖြစ်ပါမလားလို့တွေးနေကြသူတွေအတွက်လည်းသတင်းကောင်းရှိပါတယ်ချောင်းသာငွေဆောင်ကိုရင်ဂျီတို့လိုကန်းကြီးတွေအပြင်စိုက်ခမီဆက်ဆဲလိုနေရာမျိုးတွေကိုတွားရောက်လေပတ်ဖို့လေဒီချိန်ကအချိန်ကောင်းလို့ဆိုရမှာပါဘာလို့လဲဆိုရင်ဒီလိုကန်းကြီးဒေသတွေမှာနေပူချိန်ဟာဒီတစ်ပတ်လုံး30ဒီဂရီဆယ်စီယပ်ရှိနိုင်မှာဖြစ်ပြီးစိုက်ခမီဆက်ဆဲလိုနေရာတွေကတော့32ဒီဂရီဆယ်စီယပ်ထိရှိနိုင်ပါတယ်ဒါကြောင့်ရေကူးတာကန်းကြီးမှာအပန်းဖြစ်ရတဲ့အတွက်အတော်လေးတာယာနေမှာပါရှင်ညပူချိန်တွေအနေနဲ့လည်းကန်းကြီးဒေသတွေမှာ18ဒီဂရီကနေ19ဒီဂရီဆယ်စီယပ်တွင်ရှိနေမှာဖြစ်လို့ညဘက်မှာလေကောင်းလေတန်ထွက်ရှုဖို့အလွန်ကောင်းတဲ့အပူချိန်မျိုးဖြစ်ပါတယ်။လေတိုက်နှုန်းကလည်းအပြင်းဆုံးတစ်နာရီကို9မိုင်6မိုင်လောက်သာရှိတာကြောင့်လေပြေလေညင်းတွေရဲ့အရသာကိုလည်းခံစားရမှာဖြစ်ပါရှင်။ခြုံငုံပြီးတုတ်သက်ပြောရမယ်ဆိုရင်တော့ဒီတစ်ပတ်ဟာခရီးသွားလာဖို့နဲ့ပန်းဖြည့်ဖို့အတွက်တပြည်လုံးမှာအလွန်တာယာတဲ့ရဲတစ်ပတ်ပဲဖြစ်ပါရှင်။အထူးသတိထားရမှာကတော့တောက်ပေါ်ဒေသတွေမှာမြူဆိုင်နိုင်တာကြောင့်ကားမောင်းတဲ့အခါအရှိမြေကွင်းကို3ပေခါနဲ့5ပေလောက်ထိပဲမြင်ရတာမျိုးကြုံနိုင်ပါတယ်။ဒါကြောင့်မလို့ဂယုဆိုင်မောင်းနေကြဖို့နဲ့လမ်းပြေးအချက်ပြမီတွေကိုဂယုဆိုင်ဖို့လိုအပ်ပါမယ်ရှင်။ခရီးသွားတဲ့အနေနဲ့လည်းအေးတဲ့ကြောင့်ဖျားနာတာမျိုးမဖြစ်အောင်ကျန်းမာရေးအတွက်အနှွေးတဲ့အပြည့်စုံဝတ်ဆင်ကြဖို့ကိုလည်းတိုက်တွန်းလိုပါရဲ့ရှင်။နောက်တစ်ခုပြောပြချင်တာကတော့ဒီကာလဟာနေသားချိန်များပြီးလေထု6သွင်းနေတဲ့ကာလဖြစ်တာကြောင့်မိဘအန္တရာယ်ကိုအထူးသတိပြုရပါမယ်နော်။ခီးသွားတဲ့အနေနဲ့တောတောင်တွေထဲမှာစခန်းချတာမီးဖို့တာမျိုးတွေလုပ်တဲ့အခါမှာမီးကျွင်းမီးချက်တွေကိုတေချာငိမ့်သက်ကြဖို့လည်းတိုက်တွန်းချင်ပါတယ်။နေတွေမှာလည်းလက်စစ်မီးနဲ့မီးဖို့ကြောင့်သုံးမီးတွေကိုစနစ်တကျကန်တွေကြဖို့တိုက်တွန်းလိုက်ရပါရဲ့ရှင်။အခုပြပြခဲ့တဲ့မိုးလေဝသခန့်မှန်းချက်တွေကိုတော့ကျမတို့ CJ platform ကမိုးလေဝသလေ့လာသူတဦးဖြစ်သူကိုလကွန်းအိမ်ကမိုးလေဝသခန့်မှန်းချက် model တွေမှာဖော်ပြချက်တွေကိုစုစည်းပြီးခန့်မှန်းပေးထားတာပဲဖြစ်ပါရဲ့ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တာရက်ခံလိုပါရှင်။ CJ platform ရဲ့မိုးလေဝသခန့်မှန်းချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကင်းဝေးကြပါစေလို့ကျမစင်တီကဆုတောင်းမေတ္တာပို့သလိုက်ပါရရှင်။